တခါကအဖိုးတယောက်ဟာအတော့မကျတဲ့လယ်သမားလယ်စရင်ငှားတွေထုတ်ပြီးတော့လယ်စရင်ကအသက်အရေးတကြီးရှာဖို့အတွက်ကြီးညာလိုက်ပါတယ်ဒီနေ့မှာတော့လူလင်ပြိုတယောက်ဟာသူဒီအဖိုးအိုရှိမှာလယ်စရင်ကလှုပ်ရှင်ကြောင်းလာရောက်ပြောဆိုတဲ့အခါအဖိုးကမင်းမလဲရမြင်နဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်မှုဘာတွေရှိတယ်လဲလို့မွေးလိုက်တဲ့အခါမှာတော့လူလင်ပြိုကမိုးရတာရွာတဲ့အခါမှာကျွန်တော်ဟာကောင်းစွာအိပ်ဆက်နိုင်တယ်လို့ပြောပါတယ်။သမင်းအစားအသောက်တွေကိုစားတဲ့အခါမှာလည်းအချိန်ကြာတာနဲ့ကျွန်တော်ဟာစားလိရှိတယ်လို့ပြန်ပြောပါတယ်။အဖိုးကခေါင်းခါစိတ်ပြက်ပြီးတော့မင်းကလဲရမြေမှာစရင်ကားလုပ်ဖို့အတွက်အခကျင်းငွေဘယ်လောက်ပေးရမလဲလို့မေးလိုက်တဲ့အခါမှာအခကျင်းငွေကိုလောလောဆယ်မပေးပါနဲ့ဟုတ်ကျွန်တော်ရဲ့လောက်ဆောင်ခြင်းနဲ့အရေးချင်းနဲ့တပြေးညီနောက်ပိုင်းကျရင်ကျွန်တော်ကိုပေးဆောင်ပါလို့ပြန်ပြောလိုက်တဲ့အခါမှာအဖိုးအိုကစိတ်ထဲတွေးလိုက်တယ်ဗျဒီကောင်ဘာမှအတုံးမကြရင်တော့ဘာမှတွေးစရာမလိုဘူးဆိုပြီးတော့ဒီစရင်ငှားကိုငှားလိုက်ပါတယ်ဒီနေ့မှာတော့အဖိုးအိုဟာညတကောင်ရအချိန်မှာမိုးတွေတအားရွာတော့သူ့နွားတင်းကုတ်ကိုစိတ်ချဖြစ်နေတယ်တချိန်ကလောက်ခဲ့တဲ့စရင်ငှားတွေကတော့နွားတင်းကုတ်တွေဖယိုဖယဲပေါက်ပြဲပြီးတော့နွားတွေဟာဝတ်တော်ထဲမှာအိတ်ဆက်ရတဲ့အတွက်နွားတွေသေဆုံးတဲ့အထိကြုံခဲ့ရတော့အဖိုးအိုဟာမဖြစ်ချင်ဘူးမိုးတွေတော့တအားရွာနေပြီဆိုတဲ့ဥပန်စိတ်တွေနဲ့လူလင်ပြိုရဲ့အိတ်ဆက်တဲ့နေရာကိုတွားတဲ့အခါမှာသူပြောသလိုပါပဲဗျဆောင်းကိုကောင်းကောင်းခေါင်းမူးရှုံပြီးတော့နှစ်ချိုက်ချိုက်အိတ်ပြောနေတာကိုတွေ့ရပါတယ်အဖိုးအိုဟာတော်တော်အတုံးမကျတဲ့အကောင်ပါလားလို့တွေးပြီးတော့နွားတင်းကုတ်ကိုတွားလိုက်တဲ့အခါမှာမထင်မှတ်ပဲအံ့ဩစရာတွေ့ရပါတယ်နွားတွေဟာပေါင်းစွာအိတ်ဆက်ပြီးတော့နွားတင်းကုတ်ဟာလည်းပြောင်စလင်းခါတေတက်မီးကိုကအစနွားတွေချင်းမကိုက်နိုင်အောင်အကုန်လုံးလုတ်ထားပါတယ်စနစ်တကျလုတ်ခိုင်ထားတာကိုတွေ့ရတော့အဖိုးအိုကသူပြောတဲ့စကားကိုတွားပြီးတော့တွေးမိလိုက်တယ်ဟိုးလေဘလောက်ပဲရွာကျွန်တော်ဟာနှစ်ချိုက်ချိုက်အိတ်ပျော်လေးရှိတယ်ဆိုတဲ့စကားပါအလုပ်တစ်ခုကိုလုပ်တဲ့အခါမှာအချိန်နဲ့တပြေးညီတာဝန်ကြည်ကြည်လှုပ်ဆောင်မယ်ဆိုရင်တော့ကျွန်တော်တို့ပူပန်စရာမလိုတော့တဲ့အထိပူပန်စရာတွေးစရာမလိုတဲ့အထိကိုလှုပ်ဆောင်နိုင်ရင်တော့ကောင်းစွာအိတ်ဆက်နိုင်မှာပဲဖြစ်ပါတယ်အစားအသောက်တွေကိုကောင်းစွာအချိန်နဲ့တပြေးညီစားနိုင်တယ်လို့သူပြောခဲ့တဲ့စကားလေးဟာသူ့ရဲ့မွေးထားတဲ့တလိပ်ဆန်တွေကိုကြည့်လိုက်တဲ့အခါမှာဗိုက်တွေဖောင်းပါပြီးတော့ဝါလင်းလင်းတွေးထားတာကိုတွေ့ရနောက်ဆုံးမှာတော့အဖိုးဟာဒီလဲစရင်ငါးကိုကြိုက်နှစ်တက်ပြီးတော့သူ့ရဲ့လှုပ်ဆောင်ချက်တဲ့အညီနှစ်တွေကြားလာတော့သူ့ရဲ့လှုပ်အားကကိုလဲရမြေတွေအားလုံးပေးဆောင်ပြီးတော့သူ့ရဲ့တမီးချောလေးနဲ့လက်ထပ်ထိမ်းများခြင်းကိုပေးလိုက်စိတ်ချလက်ချနေနိုင်ဖို့စိတ်ချလက်ချလုံနိုင်ဖို့အလုပ်တစ်ခုကိုအောင်မြင်ဖို့ဆိုရင်တော့အလုပ်သမားကောင်းအရေးကြီးလုပ်အပ်ပါတယ်